大姐对，没有困อยู่လာဆိုတော့ခဏခွင့်မယူနဲ့လေအလုပ်ထဲမှာအနှောက်အယှက်ဖြစ်မှာပေါ့ရပါတယ်တော်ရဲ့ထုံထုံကသူ့သားနဲ့သမီးကိုတွေ့ကျင်လို့ဆိုပြီးတော့ကျွန်တော်ခဏအပူကတ်နေတာဟုတ်လားအဲဒါကြောင့်ကျွန်တော်လာတွေ့တာတရက်နေ့ဆိုရင်ပြန်မှာပါတော်ရဲ့ဟဲတရက်နေ့ထဲလားမြန်လာ ਈ လားထုံတားဘယ်နေ့နေမှာလဲမပြတ်မသားပုံစံနဲ့ခဏလာနေရမျိုးမကြိုက်ဘူးနော်တရားဝင်မကွာရှင်းရသေးဘူးဆိုပြီးနဲ့တန်ရောစင်နှစ်ကြိုးကိုအကြောင်းပြပြီးတော့ပေါင်းကူတထားလာပြန်မထိုးနဲ့မလို့ချင်ဘူးအင်းမကြညိုရဲ့ကိုထုံးနောက်မလာပါဘူးခုဟာကြညိုစေကမ်းမှာရုပ်ဆိုးအောင်လှုပ်သွားတော့ကိုထုံးမှလည်းမလှုပ်တာတော့ဘူးလေအားလုံးလည်းအဆက်ကွဲရတယ်အော်အဲ့လိုအဆက်ကွဲအောင်ဘသူကစတာလဲဒီပြဿနာကြီးဘသူကဖန်တီးခဲ့တာလဲတသေးချာစဉ်းစားပြီးလဲပြောပါဦးဆရာဝန်ကြီးရဲ့ဟုတ်ပါတယ်ကိုထုံးအပြစ်တွေပါလို့လေကိုထုံးပြောပြီးပြီပဲအဲ့ဒီအတွက်ကြောင့်မလို့ကြညိုတောင်းပန်မှုလာခဲ့တာပါပြီးတော့ကြညိုမမကဲဘူးဆိုလို့ရှင်ကိုထုံးကအတိုင်ခံရတော့မယ်လူမှုရေးဖောက်ပြန်မှုနဲ့အပြစ်ပေးခံရတော့မယ်ကြညိုရဲ့အခုဆိုလို့ရှင်မြင့်စုတို့ဘက်ကလည်းအရန်ကိုဖိအားပေးနေတာအဲ့တော့ကျမကဘာလုပ်ပေးရအောင်ပါလဲမြင့်စုကဂျာညိုစီကကွာရှင်းခွင့်တောင်းခိုင်းလိုက်တယ်ဟမ်ဟာအဲ့လိုလုပ်ပေးတယ်ဆိုလို့ရှိရင်သူတို့ဘက်ကကျေနပ်မယ်တဲ့ကိုထွန်းရဲ့ဘဝတက်လန်းတွေအကုန်လုံးအတွက်လဲသူတို့ကအဆအဆအရာတာဝန်ယူတယ်တဲ့ကိုထွန်းလဲလေဒီအချိန်ကြီးရောက်လာမှာတော့နောက်ဆုံးကအရန်ခန့်နေတဲ့ဂျာညိုရဲ့ဟေးသမီးလူလုံးနေတာလေမို့လို့ဒီလိုစကားမျိုးပြောထွက်အင်းမော်လေခုချိန်မှာဒေါက်တာထွန်းထွန်းဖြစ်သွားပြီဆိုတော့ပံမိုးပေးခဲ့ရတဲ့ဟောဒီတော့သူမကြာညိုကြီးကရှင်းပွားထဲမှာမလို့အပ်တော့ဘူးပေါ့ဟုတ်လားပြောစမ်းမအောင်ရှင်းပွားထဲမှာမလို့တော့ဘူးပေါ့ကျမကမလို့တော့ဘူးဟုတ်လားဂျာညိုကြိုက်တယ်လို့ပြောပါကိုထုံးခံမမယ်ဂျာညိုရဲ့ဘေးပဝင်းကြီးကကြားရင်တော့သူမဆရာဝန်ကြီးကိုအနိုင်ကျင့်တယ်လို့ထင်နေပါဦးမယ်ရှင်တနာစရာပုံတွေဖမ်းမနေစမ်းပါနဲ့ချစ်တွေငါ့ကိုပြောဘူးလားမမိလားငါ့ကိုထားခဲ့လို့ရှင်နေခွင့်မလို့ဘူးဆိုနေလည်းအလိုတူလိုပါပဲနေတော့အတူတူပဲမဟုတ်ဘူးဂျာညိုမဟုတ်ဘူး你ငါ့ကိုထင်မလွဲပါနဲ့ငါဒီကောင်ဒီအကြောင်းမှန်သိငါဒီလိုက်မလာဘူးဟာဟေ့အောင်တော့မင်းယောက်ျားဖြစ်ပြီးစကားဘာလို့အမျိုးမျိုးပြောတာလဲငါကမင်းတို့မိသားစုပေါင်းဖိုက်ရပါစေဆိုပြီးတော့ငါအကူအညီပေးခဲ့တာမင်းဒီစကားကိုမှန်သိရင်ငါလိုက်ကမလာဘူးဟေ့အောင်ချစ်တွေဟေ့အောင်ငါ့ကိုမကန်နဲ့မင်းတော်မကြမ်းလေးကောင်ဟေ့အောင်ချစ်တွေတော်ကလေးတွေဘလို့ဖြစ်နေတာလေတော်ကြပါတော့တို့ကွာချစ်တွေမင်းတို့ကြိုက်သလောက်တိုးကွာအခုချိန်ငါသိရဲဆိုရင်တော့ငါချင်းချင်းသိရတဲ့ကောင်ကွာရှင်ကတတိတွေရှိနေမှာပေါ့အခုချိန်မှာရှင်အကုန်လုံးရင်ဆိုင်ရဲ့တတိတွေတိတ်ရှိနေတာပေါ့ဟမ်ကံငါးပါးမလုံတဲ့သူဆိုတာအစိုးပေါက်နဲ့နေရသလိုပဲတဲ့သူများသားသမီးကိုဖျက်ဆီးခဲ့တဲ့ရှင်ဘဝရှင်တော့ဝိရလိုက်မသိလားသမီးရှင်လိုချင်တဲ့ကွာရှင်းစာချုပ်ကိုကျမတခါတော့လက်မှတ်ထိုးပေးလိုက်မယ်ဟဲ့သမီးရှင်မျက်နှာကိုကျမလုံးဝမမြင်ချင်ဘူးဒီအိမ်မှာလည်းမနေနဲ့ပေါ်တော်မူအိမ်မှာလည်းမနေနဲ့ရှင်တခါလည်းပြန်တော့ဂျာညိုသဘောတိုင်းပါပဲကွာရှင်းစာချုပ်မှာဂျာညိုလက်မှတ်ထိုးရရတယ်ဒီကနေကိုတို့ချက်ချင်းပြန်သွားမှာပါလေကျမအပြစ်တခါလည်းထပ်ပြောလိုက်မယ်နော်
ကျမသားသမီးတွေနဲ့တွေ့ဖို့ရှင်ဘယ်တော့မှမကြိုးစားနဲ့အဲ့ကတိပါရှင်ထပ်ပေးရ ကြံ့ညိုအဲ့လိုတော့မလုပ်ပါနဲ့ကြံ့ညိုရေခဏခဏလာမတွေ့နဲ့ဆိုကိုထွန်းလာမတွေ့ဘူးလေတသက်လုံးလာမတွေ့နဲ့ဆိုတာတော့မလုပ်ပါနဲ့ကြံ့ညိုရေကိုထွန်းတောင်းပန်ပါတယ်မလုပ်ပါနဲ့ကြံ့ညိုရေ မလို့ချင်ဘူးရှင်အဲ့ကတိကိုမပေးနိုင်ဘူးဆိုရင်ရှင်လိုချင်တဲ့ကွာရှင်းစာချုပ်မှာလေကျမလုံးဝလက်မှတ်မထိုးပေးနိုင်ဘူး ကြံ့ညိုကောင်းပြီလေကိုထွန်းဘက်ကအဲ့လိုလုပ်ပေးမှကြံညိုကကွာရှင်းပေးမယ်ဆိုလို့လေကိုထွန်းကဘာတတ်နိုင်ပါလဲဂတိပေးပါတယ်ဟဲ့ပါမေကျွန်တော်ခွင့်လို့ပါ ဟုတ်သေးပါဘူး မလေးဒေါက်တာထွန်းတို့ရေကိုမွေးထားတဲ့သားသမီးတွေတော့လဲပြီးတော့ရှင်အမေမအဲ့လိုတောင်ချစ်သွားတာပေါ့ဟုတ်လားလို့ဟမ်ရှင်သိချစ်တဲ့အဲ့ဒီမိန်းမနဲ့တဘဝလုံးတာယာပျော်ရွှင်ပါစေလို့ဒီအချာညူကြီးကနှလုံးသားနဲ့ရင်းပြီးတော့ဆုတောင်းပေးလိုက်မယ်ရှင်လိုချင်တာရပြီဆိုရင်ချက်ချင်းပြန်တော့ သမီးလူတွေဖြစ်ကုန်ကြတာလေဒုက္ခပါပဲ သူလုံးရလိုက်တော့ပြီ အားလုံးကြည့်နိုင်ပြီ Hey Play VIP